ကျော်တွင်အွန်လိုင်းလိမ်လည်လောင်းကစားမှုလောက်ကိုင်နေတဲ့နိုင်ငံသား68,000ကျော်ဖမ်းဆီးလွှဲပြောင်းပေးထားပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာ9ရက်မှ2025ခုနှစ်နိုဝင်ဘာ26ရက်ထိနိုင်ငံပေါင်း52နိုင်ငံမှနိုင်ငံသား68,582ဦးကိုဖမ်းဆီးလွှဲပြောင်းပေးထားကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ်မြောက်ရီဒေတာမှာဖြစ်ပေါ်နေတဲ့အွန်လိုင်းလောင်းကစားမှုတွေကိုနှိမ်နင်းတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ပြောကြားချက်ထဲမှာဗိုလ်ချုပ်စောမင်းထွန်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံဘက်မှတရားမဝင်လမ်းကြောင်းများကတဆင့်ဝင်ရောက်လာပြီးတော့အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများပါဝင်ဒုစရိုက်လုပ်ငန်းများလုပ်ကိုင်နေတဲ့ပြည်ပနိုင်ငံသားများကိုအဆက်မပြတ်ဖမ်းဆီးထိန်းသိမ်းနေကြောင်းလည်းဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ်။ထို့ပြင်ဖန်စီထိန်းသိမ်းထားသူများကိုဒီနေ့3နက်စာအတွက်တအုပ်ကိုကျပ်1000ခွဲနှုန်းဖြင့်နိုဝင်ဘာ22ရက်ထိငွေကျပ်13,000ကျော်ကုန်ကျနေကြောင်းလည်းဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ်အဆိုပါလုပ်ငန်းများပြန်လည်ပြီးတော့အခြေမချနိုင်စေရန်လဲတရားမဝင်အဆောက်အဦများကိုအပီးတိုင်ဖြိုချဖျက်ဆီးရှင်းလင်းခြင်းများကိုဆောင်ရွက်လျက်ရှိရာ KK ပတ်နယ်မြေအတွင်းမှ256လုံးကိုဖြိုချဖျက်ဆီးနိုင်ခဲ့ပြီးကျန်ရှိနေတဲ့389လုံးကိုတော့ဆက်လက်ဖြိုချဖျက်ဆီးမည်ဖြစ်ကြောင်းသိရပါတယ်။